အချင်းဟောင်းကောင်းပြည့်ရဲ့မင်္ဂလာလက်မှတ်ထိုးပွဲမှာသဘောထားကြီးစွာမိတ်ကပ်လိမ်ပေးခဲ့တဲ့မာကြီးဆန်ကဲပရိသတ်ကြီးတို့ရဲ့လောကမှာအနာကျင်အောင်ဆုံးကိစ္စတစ်ခုကတော့ကိုအမြတ်တနိုးတန်မိုးထားပြီးချစ်ခဲ့တဲ့သူကိုအခြားလူတစ်ယောက်နဲ့အတူတူပျော်ရွှင်နေတာကိုမြင်ရတာပါအချစ်ဆိုတာပေးဆက်ခြင်းတို့စွန့်လွတ်ခြင်းနှလုံးတို့ကိုချစ်တဲ့သူပျော်ရွှင်နေရင်ကျဉ်တ်ပါပြီးတော့စားသဖြင့်ဘလောက်ဝိထုတွေစာအုပ်တွေထဲမှာဘလောက်ပဲရေးရေးပါအမှန်တကယ်လက်တွေ့မှာကိုချစ်တဲ့သူကိုမပိုင်ဆိုင်ရပဲအခြားလူတစ်ယောက်နဲ့ပျော်ရွှင်နေတာကိုမြင်ရတာရင်းနှီးစရာကြေကွဲစရာလို့ဆိုရပါမယ်အခုလောလောဆယ်မှာလေပရိသတ်တွေကမာကြီးစန်းခေါ်မိတ်ကပ်ခင်ဆန်းဝင်းကိုအရန်ကိုတနာကျူနာတန်နေကြတာပါဒါကလည်းမာကြီးဆန်းဟာမကြခင်ကပြုလုပ်သွားတဲ့ကောင်းပြင်းတဲ့တနာပိုတို့ရဲ့မင်္ဂလာလက်မှတ်ထိုးပွဲမှာမိတ်ကပ်လိမ်ပေးခဲ့တာကြောင့်ပဲဖြစ်ပါတယ်အထူးသဖြင့်မာကြီးဆန်းဟာကိုချစ်ခဲ့တဲ့ချစ်သူလက်ထပ်တော်မဲ့သူတို့သမီးလေးကိုအလားဆုံးဖြစ်နေအောင်မိတ်ကပ်လိမ်ချဲသားပေးခဲ့တာပါဒါကြောင့်လေအရာအလုံးကိုပေးဆက်ပေးချစ်ခဲ့တဲ့မာကြီးဆန်းရဲ့အဖြစ်ကိုအားလုံးကလည်းတနာကျူနာတတ်ကြရပါတယ်တချို့သောသူတွေတီးထားကြတဲ့အတိုင်းမင်းသားကောင်းပြင်းတဲ့ခင်ဆန်းဝင်းတို့ဟာအတိတ်တစ်ချိန်ကတိတ်ချကြတဲ့ချစ်သူတွေဖြစ်ခဲ့ကြတယ်လို့ဆိုပါတယ်အထူးသဖြင့်မြန်မာပြည်ရဲ့အအောင်မြင်ဆုံးအလှဖန်တီးရှင်အချမ်းသာဆုံးမိတ်ကပ်ပညာရှင်ခင်ဆန်းဝင်းဟာမင်းသားကောင်းပြည့်ကိုတော်တော်လေးချစ်ခဲ့တယ်လို့သိရတာပါဒီအတွက်ကြောင့်လေမင်းသားကောင်းပြည့်ကိုမာကြီးဆန်းခေါ်ခင်ဆန်းဝင်းကရုပ်ရှင်သရုပ်ဆောင်မင်းသားတယောက်ဖြစ်လာအောင်မြေတောင်မြောက်ပေးခဲ့တာဖြစ်ပါတယ်ဒါအပြင်ကောင်းပြည့်လိုအပ်တာမှန်သမျှကိုလည်းဖြည့်ဆည်းရင်းမာကြီးဆန်းဟာတရုပ်ဆောင်မင်းသားကောင်းပြည့်အတွက်အမလိုချစ်သူတယောက်လိုအမေလိုနေပေးခဲ့တာဖြစ်ပါတယ်ဒါပေမဲ့လည်း LGBT အချစ်တို့ရဲ့ထုံးစံအတိုင်းအစစ်မပေါ်လာတဲ့အခါမှာကြံခဲ့ရတာပါကောင်းပြည့်လေအောင်မြင်တဲ့တရုတ်ဆောင်ဖြစ်လာတဲ့အခါမာကြီးဆန်းကိုထားခဲ့ကအစစ်မတန်နာဘုံနောက်ကောက်ပါအောင်လိုက်သွားခဲ့တာဖြစ်ပါတယ်ဒီလိုမျိုးကောင်းပြည့်ရဲ့တစ္ဆာဖောက်မှုကြောင့်မာကြီးဆန်းခေါ်မိတ်ကပ်ခင်ဆောင်ဝင်းတယောက်အသေးကွဲခဲ့ရပါတယ်ဒီကိစ္စကြောင့်လေမာကြီးဆန်းနဲ့တန်နာဘိုတို့ကောင်းပြေကိုလူရင်းနဲ့အရင်ခေတ်မှာအကြီးအကျယ်ပွဲဖြစ်ခဲ့ကြသေးတာပါအထူးသဖြင့်ကောင်းပြေတို့စုံတွဲနဲ့မာကြီးဆန်းတို့ဟာအနုပညာလောကထဲမှာတဦးနဲ့တဦးမစုံစည်းအောင်ရှောင်နေခဲ့ကြတာပါတိတ်မကြသေးခင်မှာတော့မာကြီးဆန်းဟာမထင်မှတ်ပဲဖက်ရှင်မင်္ဂလာပွဲမှာကောင်းပြေနဲ့တန်နာဘိုတို့ကိုမိတ်ကပ်နဲ့ဖက်ရှင်ပြင်ပေးလိုက်တာပါဒါအပြင်မာကြီးဆန်းဟာအဲ့ဒီအချိန်ကလေးကကောင်းပြည့်နဲ့တနာဖို့ကိုဦးစီးကမင်္ဂလာဆောင်အောင်မယ်။ကောင်းပြည့်မင်္ဂလာဆောင်မှာမိတ်ကပ်လိမ်ပေးမယ်လို့ပြောခဲ့တာဖြစ်ပါတယ်။ပရိသတ်တွေကတော့ချစ်သူကောင်းပြည့်နဲ့တနာဖို့တို့မင်္ဂလာပွဲမှာလိုအပ်တာတွေအထိဖြည့်ဆည်းရင်ပေးဆက်ချစ်နေတဲ့မာကြီးဆန်းကိုအံ့လဲဩကြသလိုတနာလဲတနာကြပါတယ်။မာကြီးဆန်းခေါ်မိတ်ကပ်ခင်ဆန်းဝင်းကတော့သူဟာအသက်တွေကြီးလာကတည်ငြိမ်ရင်းကျက်လာတာကြောင့်အရာအလုံးကိုနားလဲခွင့်လွှတ်နိုင်ပြီလို့ဆိုပါတယ်။ဒါကြောင့်အတိတ်မှာအညိုတေးမမှန်နာထားခဲ့တဲ့သူတွေကိုမြစ်တာနဲ့နားလေခွင့်လွှတ်နိုင်သွားပြီလို့မာကြီးဆန်းကပြောလာတာဖြစ်ပါတယ်။ဒါကြောင့်လေမာကြီးဆန်းဟာကောင်းပြင်းနဲ့တန်နာဘိုတို့နဲ့အတူအလုပ်တွဲလုပ်နိုင်ပြီဖြစ်တယ်လို့ကောင်းပြင်းနဲ့တန်နာဘိုတို့ရဲ့မင်္ဂလာပွဲကိုကိုယ်တိုင်စီစဉ်ပေးမယ်လို့ပြောပူတာပါ။အခုအခါမှာတော့ကောင်းပြင်းနဲ့တန်နာဘိုတို့ဟာမင်္ဂလာလက်မှတ်ရေးထိုးလိုက်ပါပြီ။ဒီလိုမင်္ဂလာလက်မှတ်ရေးထိုးပွဲမှာတော့မာကြီးဆန်းကပဲသူတို့သမီးတန်နာဘိုလှနေအောင်အလှဆုံးပြင်ဆင်ပေးခဲ့တာပါ။ဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရောပေးဆက်ပြီးချစ်ခဲ့တဲ့မာကြီးဆန်းကိုတနာကြသလားဆိုတာပြောပြသွားကြပါအောင်ရှင်။